Miss Universe Philippines အဒီစားရဲ့ national costume ကိုကြည့်ရအောင် This country is the nation of fiestas. အဒီစားလေးလာပြီ Costume captures their spirit with every element inspired by the nation's greatest celebrations. She is the embodiment of celebrations and good vibrations. Philippines. သူ့ရဲ့ဝတ်စုံကဒါသူတို့နိုင်ငံရဲ့အကြီးမားဆုံးသောပွဲတော်တွေတဲကနေပြီးတော့ inspire ယူထားတာပေါ့နော်ဝါသူ့ကြပြုံးရွှေနေတာပဲချစ်စရာလေးဘလို့လဲအဒီစာရဲ့ national costume ကိုသဘောကျကြိုက်နေတဲ့ကြရလားအိုးပနာမရဲ့ national costume ကိုလည်းမော်တာသဘောကျတယ် This look channels Panama's pre-Columbian history. It honors Grand Coclay's သူ့ရဲ့ and costume က Verga's goldsmithing heritage. အော်သူ့ရဲ့ costume ကဒါကိုလံဘီယာခက်မတိုင်ခင်တမိုင်းကြောင်းပေါ့နော်အဲ့ဒါကိုကိုစားပြထားတာ For this nation, it's an တော်လေးလာရနော် archaeological သူကလေးလေး celebration. ရွှေထဲနဲ့လုပ်ထားတာရွှေနဲ့လုပ်ထားတာဒါကသူတို့နိုင်ငံရဲ့ရှေးအောင်ပြည်တနာပွဲတွေကတစ်ခုဖြစ်တယ်တဲ့တော်တော်မိုက်တယ်နော်Universe ရဲ့ national costume ကတော့အကုန်လုံးကတော့မိမိုင်နေကြတာပဲ